ဒီတစ်ပတ် The English Eye Opener အစီအစဉ်မှာ mnemonics အကြောင်းလေးတွေတင်ပြလိုက်ပါတယ်။ကျောင်းမှာ trigonometry သင်တော့ sin တို့ cosine တို့ကိုမနီထဆိုပြီးအလွယ်မှတ်ခဲ့တယ်။ chemistry မှာဆိုလဲ resin ရဲ့ valency ကို hydro chloride potassium silver mercury စသည်ဖြင့်ပေါ့အလွယ်နည်းလေးတွေမှတ်ခဲ့တယ်။အဲ့ဒါတွေကို mnemonics လို့ခေါ်တယ်။မြန်မာလိုတော့မှတ်ညာအလင်္ကာလို့ခေါ်တယ်။လွယ်ကူမှတ်နေပေါ့။တချို့ကလင်္ကာလေးနဲ့သွားတယ်။တချို့ကအတူကောက်လေးတွေနဲ့မှတ်တယ်။မျိုးပေါ့ mnemonics အမျိုးရှိပါတယ်။အခု mnemonics တချို့ကိုတင်ပြလိုက်ပါတယ်။သင်္ချာမှာပါရဲ့တမိုး9နေရာလောက်အထိအလွယ်မှတ်နေရတော့ how I wish I could determine pi အဲ့ဒီဝါကြလေးကိုမှတ်ထားလိုက်ရင်လွယ်တယ်စလုံးတစ်လုံးမှာပါတဲ့အက္ခရာအရေးအတွက်တွေကအဲ့ဒီ pi ရဲ့တန်ဖိုးကိုပြောတာနော် 3.141592 ဖြစ်တယ်ယောမကဏ္ဍတွေကိုလည်းအလွယ်မှတ်ချင်ရင်ဒီဝါကြလေးကြက်ထားလိုက်ရတယ် I value xylophones like cows do milk I ကတော့တစ်ပေါ့ value မှာပါတဲ့ v က9 xylophones မှာပါတဲ့ x က10 like မှာပါတဲ့ l က50 cows မှာပါတဲ့ c က100 do မှာပါတဲ့ d က900 milk မှာပါတဲ့ m က1000ဖြစ်တယ်တစ်နှစ်မှာတချို့လတွေကရက်30ရှိတယ်တချို့လတွေက31ရက်ရှိတယ်ဘယ်လ30ရှိဘယ်လ31ရက်ရှိလဲဆိုတော့အလွယ်မှတ်နေရတော့ဟောဒီလင်္ကာလေးနဲ့မှတ်လို့ရတယ်30 days have September April June and November all the rest have 31 except February alone အင်္ဂလိပ်စာမှာ coordinating conjunctions ဆိုတာရှိတယ် for တို့ so တို့ but တို့ yet တို့အဲ့တို့ကိုနော်တစုလေအလွယ်မှတ်နေရတော့ fan boys လို့ခေါ်တယ် fan boys f က for a က and n က nor b က but o က or y က yet s က so solar system လို့ခေါ်တဲ့နေစက်ကြောင်လာအဖွဲ့အစည်းမှာအရင်ကတော့ဂျိုကြီး6လုံးပေါ့အခုတော့ Pluto ကိုသူကဂျိုအဖြစ်မတတ်မှတော့ဖြုတ်လိုက်တယ်ဂျိုကြီး8လုံးပေါ့ဒီဂျိုကြီး8လုံးကိုအစင်လိုက်မှတ်နေရတော့ My very educated mother just served us noodles အဲ့ဒီဝါကြမှတ်ထားလိုက်ရင်ဂျိုကြီး8လုံးအစင်လိုက်နော်ပေါ်လာလိမ့်မယ်အဲ့ဒီတော့ဂျိုကြီး8လုံးအစင်လိုက်မှတ်နေအကြောင်းပြောရင်းနဲ့ပဲဒီတစ်ပတ် The English Eye Opener အစီအစဉ်ကိုဒီကုန်းချုပ်လင်းပါတယ်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်